UPS easy UPS ပေါ့နော်ဒီ cat 3ကိုကျွန်တော် firmware လေး update လုပ်တာလေးရှင်းကျွန်တော်ပြလုပ်ပြပေါ့နော်ကျွန်တော်ဒီမှာ download လဲဆွဲပြီးတော့အဲ့ firmware ကို2518ပေါ့နော်ဒီမှာ zip လည်းဖြစ်ပြီးသွားပြီလွယ်ပါပြီဒါလေးပဲ firmware utility လေးကို run administrator လိုက်မယ်host တော့ရဲ့ UPS ရဲ့UPS ရဲ့ IP ပေါ့ဒီမှာ username password ဒါကျွန်တော် update လုပ်မယ် username password တော့သူ initialize လုပ်မယ်အခုတွေ့သွားတော့ upload ပေါ့နော်ဒီ firmware file ကို upload လုပ်မယ်complete ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာ update လုပ်လိုက်မယ်ပေါ့နော်ဒီမှာပြ version update ဖြစ်သွားပြီနော်ကျေးဇူးပါ